အခုချိန်ဟာဝါလာကဲနို့တဲ့ကြကာလာကိုလက်ကျလုံးလာခဲ့ပြီးတော့ပွင့်လင်းရသည်ကိုရောက်ရှိလာပြီဖြစ်ပါတယ်။ဒီချိန်မှာဆိုလို့ရှိရင် online business သမားများအနေနဲ့မိမိတို့ရဲ့လုပ်ငန်းကို online ပေါ်မှာရောင်းအောင်လုပ်ဖို့အတွက် posting များများလုပ်ဖို့ကောင်းသောချိန်ပဲဖြစ်ပါတယ်ရှင်။လူချင်းမင်းတို့ကမိမိတို့ရဲ့လုပ်ငန်းအတွက်တောင်းကြမဲ့ posting budget ကိုနှမျောပြီးတော့ပုံမှန်တင်နေကြ content design နဲ့ promotion ပို့တွေကိုတာကြောင့်နိုင်မယ်ဆိုလို့ရှိရင်တော့လူချင်းမင်းတို့ရဲ့လုပ်ငန်းအတွက်ရလက်ဟာအနေသားမှာဖြစ်ပြီးတော့အခြားလုပ်ငန်းတွေဖြစ်တဲ့ပြန်မဲ့ company တွေရဲ့နောက်ကိုကျန်နေခဲ့မှာဖြစ်ပါတယ်ရှင်။မိမိတို့ရဲ့လုပ်ငန်းရဲ့ product and service ကို Facebook မှာ posting လုပ်ပြီးကြော်ညာခြင်းက audience အများပြားကိုသိစေတဲ့အပြင် promotion ပေးမယ်ဆိုလို့ရှိရင်လည်း promotion ရဲ့ထိရောက်မှုကနှစ်ဆဖြစ်စေမှသိကြပါပဲရှင်။ဒါကြောင့်အခုလိုပွင့်လင်းရသည်မှာဆိုလို့ရှိရင်လူချင်းမင်းတို့ရဲ့လုပ်ငန်းကို promotion တွေပေးတာအပြင် posting များများလုပ်ခြင်းကလည်းလူချင်းမင်းတို့လုပ်ငန်းအတက် sales ရဲ့စကောင်းတွေရရှိစေဖို့ထောက်ကူဖြစ်စေမှာဖြစ်ပါတယ်ရှင်။လူချင်းမင်းတို့ရဲ့လုပ်ငန်းကို Facebook မှာဖြစ်စေ TikTok မှာဖြစ်စေနေရာယူဖို့အတွက် posting service ကိုလိုအပ်လာပြီဆိုလို့ရှိရင်တော့ဆိုရရဲ့ Astrated Digital နဲ့လက်တွဲဖို့ဖိတ်ခေါ်ပြစီရှင်။ညီမတို့ Astrated Digital ရဲ့ posting service လေးမှာဆိုလို့ရှိရင်လုပ်ငန်းပေါင်းများစွာရဲ့ sales စကောင်းတွေရရှိအောင်ကူညီပေးနေတာဖြစ်ပါတယ်ရှင်။ညီမတို့ရဲ့ Astrated Digital ရဆိုလို့ရှိရင် Facebook posting service တွေအပြင်နောက်ထပ် page error account error နဲ့ပတ်သက်တဲ့ service တွေကိုလည်းကိုညီဖြည့်ရှင်းပေးပါတယ်။လူချင်းမင်းတို့လုပ်ငန်းအတွက်လိုအပ်တဲ့ content design နဲ့ marketing plan တွေကိုလည်းဆောင်ရွက်ပေးလျက်ရှိပါတယ်။အသေးစိတ်သိရှိချင်တယ်ဆိုလို့ရှိရင်တော့မတို့ရဲ့ DM ကိုဖြစ်စေ 399958484999ဖြစ်စေဆက်သွယ်မြင်နိုင်ပါတယ်ရှင်။